မင်္ဂလာပါအောက်ဖန်မီရန်ကုန်ကချိုးတော့ပါခင်ဗျကျွန်တော်ဒီနေ့ပစ္စည်းလေးတွေကိုကျွန်တော်ပြပေးမယ်နော်ကျွန်တော်ဒီမှာ6 PC ရဲ့ဒါကြောင့်ကော့ကတ်တဲ့နေရာမှာသုံးတာနော်ကော်ရီကတ်တဲ့နေရာမှာသုံးတယ်သူကလက်မပြီးတော့2လက်မ6 PC ရဲ့ပါတယ်ညက်ကလေးလေးတွေရှိမယ်နော်ဒါရမယ်ပြီးွားရင်ကျွန်တော်တို့3လက်မ4 PC ရဲ့နော်ညက်ကလေးလေးဒီကောင်လေးရှိမယ်ပြီးွားရင်ဒီကောင်က7 PC ရဲ့စိုက်ဆုံးပါတယ်နော်ဟောအသေးတွေရောအကြီးတွေရောဘာညာစိုက်ဆုံးကုန်ပါတယ်နော်ဒီကောင်ရမယ်ဟောကော်ကတ်တဲ့နေရာမှာသုံးတာဝါသနာပါလို့ချင်းအင်ကြီးထိတ်လည်းလုပ်လို့ရတယ်နော်ဒါလေးတွေရမယ်ပြီးွားရင်ကျွန်တော်3 piece ဘရက်ဒီကောင်ကကျွန်တော်တို့ဖောက်သက်ကန်နေနဲ့သုံးတာနော်ဖောက်သက်ကန်နဲ့သုံးတာနော်3 piece ဘရက်ဖော်နာစိတ်ကလေးနဲ့ဒါလေးရမယ်နော်ပြီးွားရင်ကျွန်တော်တို့ဒီမှာမီနီဘိုးလေးစက်တွေနဲ့သုံးတာကျွန်တော်105မျိုးဘရက်ပါဒီကောင်ကဖော်နာစိတ်လေးနဲ့နော်ဒီကောင်လေးရှိမယ်ကျွန်တော်စီမှာပြီးွားရင်ကျွန်တော်တို့6 piece ရဲ့ပိုက်ရစ်ပေါ်တဲ့ကောင်ဖော်နာစိတ်နဲ့ဒီကောင်လေးရမယ်နော်ပြီးပါရင်ကျွန်တော်ဖုန်းလာသိန်းနဲ့3.8 mmရှိတယ်ဟော6 PC ရဲ့ဖုန်းကျူဒီကောင်လေးရှိမယ်โอเคလိုရင် Viber ကနေဖုန်းဆက်ပြီးအားပေးလို့ရရခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ရွှေကြီးပါ